မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့ဘာလို့လဲအချိန်တူတူပြောင်းလာတာအခုဆိုရင်2025ရဲ့အောက်တိုဘာလ10လပိုင်းကိုရောက်ရှိလာပြီဒီ10လပိုင်းအတွင်းမှာတလစာအောက်တိုဘာလအတွင်းမှာဂျာစာပရိသတ်သမီးမိတ်ဆွေတွေအတွက်ရှောင်းရံဆောင်ရံအတွက်တလစာကိုဆရာမိတ်ဆွေတွေကိုဆရာကအသေးစိတ်ဒီတိကျကျရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဥစွာပထမဂျာစာပရိသတ်သမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုကိုမိတ်ဆွေတို့အနေနဲ့မိမိတို့ဘယ်ကနေကြည့်နေလဲဆိုဆရာကို comment လေးမှတ်ပြီးကြပါဦးကျေးဇူးတင်ပါတယ်ဒါဆိုဂျာစာပရိသတ်သမီးတွေအတွက်စတင်လိုက်ကြအောင်ခင်ဗျနော်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်အောက်တိုဘာလအတွင်းမှာအဆက်ဆက်ရရအောင်မြင်မှုတွေအလီပိုင်ဆိုင်ကြပါစီကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုတာလိုက်ပါတယ်ဒီ2025ခုနှစ်10လပိုင်းအတွင်းမှာဂျာစာပရိသတ်သမီးမိတ်ဆွေတွေရဲ့ကံဟာဘာလို့ဖြစ်ဖြစ်လှုပ်ဆောင်ကြရှိတဲ့လုပ်ငန်းအလုပ်မှန်များကိုရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိကျင်တာမျိုးတွေမိတ်ဆွေတို့နဲ့လုပ်ငန်းတွေအလုပ်တင်နဲ့စတင်လှုပ်ဆောင်တဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းအလဲချင်းချက်တစ်ခုခုနဲ့လှုပ်ဆောင်နေတဲ့မိတ်ဆွေများငကူကလှုပ်သမျှကြာရှုံးနေတဲ့မိတ်ဆွေတွေရှိလို့ရှိရင်ပဲဖြစ်ဖြစ်ကံကဒွန်တွဲပြီးတော့ဆရာရဲ့ချစ်ကိုမရောက်လာဘူးဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်စတင်ပြီးတော့တိုးချဲ့လှုပ်ဆောင်မှာဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့လက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့နှိမ့်ကျသွားနိုင်ကြကြာရှုံးသွားနိုင်ကြဘာမှမတွေ့ရတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြတာပြီးသားသမီးတွေကလက်ရှိဒီတလဟာဘာလို့ဖြစ်ဖြစ်တော့ရှိနေတဲ့အနေအထားနေပြီးတော့နှိမ့်ကျသွားနိုင်ကြကြာရှုံးသွားနိုင်ကြမရှိတဲ့အတွက်ကြောင့်မလို့တိုးတက်မှုနဲ့အောင်မြင်မှုကတော့မိတ်ဆွေတို့ရဲ့စူးစမ်းမှုနဲ့ရလဒ်တာဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်းဆရာကဥစွာပြောလိုပါတယ်ဒါကြောင့်ဂျာစာပရိသတ်မိတ်ဆွေတွေကဒီလတ်တာတော့ဒီမှာဆိုမိတ်ဆွေတို့ရဲ့ကံကိုကဘာလို့လှုပ်ချစ်တူဆောင်ရလှုပ်ဆောင်မှုရပြီးတော့ဒိဋ္ဌအောင်မြင်အောင်စွမ်းဆောင်နိုင်လို့ရှိရင်သိကြတယ်မိမိတို့ကဘယ်ကိုလှုပ်ဘာကိုသွားချစ်တူဆောင်ရရင်စူးစမ်းတဲ့လောက်အောင်မြင်မဲ့ကာလဖြစ်ပြီးတော့လက်ရှိနေတဲ့အနေအထားတစ်ခုခုရင်းနှီးလှုပ်ဆောင်တဲ့ကိစ္စဘာလို့ဖြစ်ဖြစ်စတင်တဲ့ကိစ္စလုပ်ငန်းအသစ်ကိစ္စချစ်တူဆောင်ရတိုးတက်မဲ့ကံနဲ့ပတ်သက်လာတော့လက်ရှိနေတဲ့ပကတိအနေအထားနဲ့နှိမ့်ကျသွားနိုင်ကြကြာဆုံးသွားနိုင်ကြဘာမှမရှိပါဘူးငါကစိတ်နှခွဖြစ်နေသူတွေပူစရာလည်းရှိနေတယ်ချစ်တိုးလည်းလှုပ်ရှိတယ်ဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းလဲလေးတွေရလှုပ်လိုက်တာမျိုးဖြစ်စေငါကဘာလို့အခက်အခဲဖြစ်နေတယ်ဂျာစာပရိသတ်များဆရာနဲ့မိတ်ဆွေများဒီကာလဟာဘာလို့ဖြစ်ဖြစ်ချစ်တိုးစွမ်းဆောင်နိုင်တဲ့တော့စူးစမ်းရင်စူးစမ်းနိုင်တဲ့တော့ကိုဟာ100ဘူးလို့100ဘူးရထင်မယ်90ဘူးလို့90ဘူးရထင်မယ်ဆိုတဲ့ကာလမျိုးဖြစ်တဲ့အတွက်မိမိပေါ်မှာသာမူတည်တဲ့အတွက်ကြောင့်မလို့ကဲချစ်တိုးစွမ်းဆောင်ပါတော့ခင်ဗျာနော်ကောင်းပြီကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေသတိပြုပါဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေသတိပြုစင်နေပါတွေးတက်တာချိတဲ့ငကူကအချိန်ကမိတ်ဆွေများအနေနဲ့ကတော့အစားတွေကိုအတက်စားတို့ဟုတ်လားတွေးတက်စားလေးတွေကိုသတိပြုစားတော့ဖို့လိုအပ်ပါတယ်အသက်အပြည့်68နှစ်အထက်ဂျာစာပရိသတ်မိတ်ဆွေမိဘများအနေနဲ့ကတော့လေဖြတ်တာမျိုးလေးတွေဂိမ်းဆိုင်ဒီကားစစ်ပြီးလိုအပ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရေတွေကိုပဲကိုင်လေနဲ့ပတ်သက်ပြီးတော့ငကူကခြေရလက်ပြတဲ့အေးမခံတဲ့ဒီဟာမျိုးလေးတွေတာမန်ထက်တော့ပို့ယူဆိုင်ရမယ်အသက်ကြီးတဲ့မိတ်ဆွေများလေနဲ့ပတ်သက်သောကိစ္စတွေအေးရိုင်းခံရတဲ့ကိစ္စတွေတဘာဝအပြောင်းလဲကိစ္စတွေကြောင့်လည်းဖြစ်တတ်တဲ့အတွက်သတိထားပါဒါလေးတခုလို့ဆရာကထပ်မှကြားလိုက်ရတယ်ခင်ဗျာဟုတ်ပြီကျမ်းမာရေးနဲ့ပတ်သက်လို့ညံ့လာပြီဆိုလို့ရှိရင်သိကြပါတယ်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးညံ့လာပြီဆိုမိမိတို့အနေနဲ့ကံကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့လေနဲ့ပတ်သက်ပြီးတော့ညံ့တဲ့မိတ်ဆွေများရှိရင်ဖြစ်ဖြစ်တွေးတက်နဲ့ပတ်သက်ပြီးညံ့ရဖြစ်ဖြစ်ထို့တူပဲဓာတ်တူနံတူစေးပိုက်ယူဆိုတဲ့အတိုင်းကိုဟာအကျောနဲ့ပတ်သက်ပြီးဖြစ်နေအကျောစေးကလေးလူတာမျိုးဖြစ်စေတွေးတက်ရှိနေတွေးစေးကလေးတွေးလေးလူတာမျိုးဖြစ်စေဒီလိုမျိုးသောကုသိုလ်ရရအောင်လုပ်ချင်အပြင်လည်းမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကအာရောတံပရမန်လာပဲဆိုတဲ့အတိုင်းကျမ်းမာခြင်းဒီလက်တစ်ပါးဆိုတဲ့အတိုင်းကျမ်းမာရေးကများစွာအထောက်အကူပြုဖို့ရည်ရွယ်ပြီးတော့တူတန်းလိုက်တာမျိုးပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီတာအတေးကြပဲဖြစ်ပါတယ်ခင်ဗျာနော်ကောင်းပြီဒါပြီအလောက်ကလုပ်ငန်းရာထူးနဲ့ပတ်သက်လို့ရှိရင်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေကြုံရနိုင်တယ်လုပ်ငန်းတိုးရှဲ့ခြင်းမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှေ့ကလှုပ်ဆောင်တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်အကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပြီးရစီဒီလက်တာတော့တွေ့ပါစို့မထင်မှတ်ဖက်နဲ့လုပ်ငန်းရာထူးတိုးတက်တာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်လို့အပြောင်းအလဲလေးတွေအပြောင်းအရွှေ့လေးတွေလှုပ်ဆောင်တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းမစိုးရိမ်ကြမရှိဘူးပညာရေးနဲ့ပတ်သက်ရင်နိုင်ငံခြားပြည်သွားတို့ပညာတော်သင်တို့ပြည်ပတို့နဲ့ပတ်သက်လို့ရှိရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်စ조사သလောက်အရာထင်မဲ့ကာလစ조사သလောက်ထိုင်နေရင်ဘာမှဖြစ်မလာပဲနဲ့တကယ်ကိုချစ်တိုးပြီးတော့ဆောင်ရွက်ပြီးတော့ကံကြမ္မာကိုရှင်းလန်းပေါ်ပြီးလှုပ်ဆောင်လိုက်ပါတကယ်ကိုအပြောင်းလဲနဲ့အတွေ့အကြုံကောင်းတွေရရှိပြီးတော့ဘဝအတွက်အထောက်အကူပြုမဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာချစ်တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေလက်လွန်ထားတဲ့ငွေကြီးတွေငါကကြံ့ကြာနေသောငွေကြီးတွေကိုချစ်တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ် OH ရှမ်မီနဲ့ပတ်သက်ပြီးရောင်းတာဝယ်တာပြောင်းတာရွှေ့တာနဲ့ပတ်သက်တာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးအားသာကောင်းပါတယ်ငါကသားသမီးမရရှိတော့ဂျာတာပိသားသမီးဆွေများသားသမီးရရှိတာမျိုးလေးတွေကိုဝင်ရရှိတာမျိုးတရင်ကောင်းလေးတွေကြားရတတ်သောကာလဖြစ်ပြီးတော့ပြောလို့ဆိုလို့ခက်ခဲသောသားသမီးတွေတောင်ပြောလို့ဆိုလို့ကောင်းမွန်လာမယ်လာမျိုးငါကမိမိရဲ့သားသမီးတွေထဲမှာကိုယ်စိတ်တော့ကပေးနေတော့တေးသေးချာချာကိုအဆက်အသွယ်ကောင်းနားလည်မှုကောင်းနေတဲ့အေးချမ်းမဲ့ကာလကိုစွမ်းဆောင်နိုင်သောကာလဖြစ်ပါတယ်ဘာသာတရားများများလုပ်ပါကံတရားရဲ့အထောက်အကူတွေကိုရရှိတတ်တာမျိုးထီပေါက်တယ်လို့ထီကန်ဆန်းတယ်လို့ယတနာပုံစိုက်တင်းနဲ့စိုက်လို့ရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဘာသာတရားမမေ့ဖို့လိုအပ်ပါတယ်ဘာသာတရားပုံမှုလုပ်ရင်လုံးတော့အောင်မြင်တော့ဘာလို့ဖြစ်ဖြစ်အလုပ်ငန်းတစ်ခုအလုပ်တစ်ခုကိုလုပ်မယ်ဆိုအတိတ်ကံလေးတစ်ခုကိုချမှတ်ပြီးတော့လှုပ်ဆောင်တာမျိုးအတိတ်ကံလေးတစ်ခုပြုလုပ်ပြီးတော့ဆောင်ရွက်တာမျိုးမေတ္တာလေးပို့ပြီးတော့သွားတာမျိုးသုံးမဟုတ်ရင်လည်းဗတိလေးစိတ်ပြီးတော့သုံးမဟုတ်ရင်ဘုံတော်လေးကရမထမ်း40တွေကမိမိကြိုက်တဲ့တရားကိုရွေးချယ်လှုပ်ဆောင်ရင်အောင်မြင်မှုတွေတိုးတက်မှုတွေကကျင်းနေပါအောင်ကိုယ့်ရဲ့ကံကညံ့လာရင်တော့အဲ့ဒီဘာသာတရားလုပ်တဲ့ယုံကြည်ခြင်းနဲ့
အစွမ်းသိက္ခာပဲကိုယ့်ကိုအထောက်အကူများစွာပြုမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုဖြစ်နေသူတွေအမှုနိုင်တတ်တာမျိုးတွေကြုံရတတ်ပါတယ်။ OH ချန်ပီနေရာထိုင်နေတဲ့ပတ်တိုင်းစောက်လို့လည်းကောင်းတယ်ရောင်းလို့လည်းကောင်းတယ်ပြောင်းလို့လည်းကောင်းတယ်ယာရုလုပ်ငန်းကိုင်တဲ့ပတ်တိုင်းယာရုတိုးဖို့အတွက်ယာရုတက်ဖို့အတွက်ယာရုတိုးတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်းရှေ့တိုးပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလအပိုင်းခြားကိုဖြစ်ပါတယ်။ငါကမိသားစုဝင်နေတဲ့မှာနားလည်မှုလွဲနေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အမြင်မကြည်လင်တာမျိုးလေးတွေအရှုပ်ထွေးလေးတွေကိုတော့ဒီကာလမှာမျက်နှာချင်းဆိုင်ပြီးတော့ P.O.1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုအလိုရှိအောင်စွမ်းဆောင်နိုင်ကြလားအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါတယ်ခင်ဗျာမိမိသားစုကိုအကြောင်းပြုပြီးတော့ငွေကြေးတွေလုံးဝနေနေဝင်လာတာမျိုးမိမိအိမ်အောင်ဘက်တို့မဟုတ်မိမိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေတာလုံးဝနေနေဝင်လာတတ်တယ်ဥပမာအမွေရာချင်းတွေထိပေါက်ချင်းတွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရာချင်းတွေကြုံရတတ်တယ်လို့သာသမီပညာရေးကိစ္စလေးတွေကြောင့်သာသမီကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာဝမ်းသာစရာသတင်းလေးတွေကိုကြားရတတ်တော်လားဖြစ်ကြောင်းနဲ့ထားလောက်ပြောကြားလိုက်ပါရစေအကျိုးပေးတဲ့လုပ်ငန်းတွေနေနေဆိုရင်ကွန်ပျူတာတို့ကွန်တို့ရှမ်းတို့ကြောက်တို့ဘောတို့မောတို့မှန်းတို့စိုက်ပရိယာလုပ်ငန်းတွေတို့ကားတို့စက်ပစ္စည်းတို့စားတောက်ကုန်တို့ကိုပိုင်လုပ်ငန်းတို့ OH နဲ့ပတ်သက်တာတို့အထည်လိပ်တို့ထီဖက်တို့social media နဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့လို့ဆိုင်လို့ဆောင်လို့ကောင်းသောကာလအပိုင်းခြားကိုရရှိနေတတ်ပြီးတဲ့အခါအထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိခြင်းတွေအထောက်အကူကိုရရှိခြင်းတွေကြုံရတတ်တယ်လို့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိတတ်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီခင်ဗျအကျိုးမပေးတာလေးလည်းတစ်ဖက်မှာအလားတူပါပဲဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့စိုင်းဖို့တာထားလိုက်ပါဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့ဖြစ်စေစိတ်ညစ်စရာလေးတွေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်စရာလေးတွေကြုံရတတ်တာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ငါကအရှုံးအောင်ဖြစ်နေတဲ့မိတ်ဆွေများအရှုံးရှင်းလောက်ထားတဲ့မိတ်ဆွေများမိမိအိမ်အောင်မမသိအောင်မဖြစ်ဖြစ်ပြဿနာတစ်ခုကိုအရှုံးရှင်းလေးတွေကိုပြန်ပြီးတော့အသက်သွင်းတာမျိုးဖြည့်ရှင်းတာမျိုးကမကောင်းပါဘူးစေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်စကားပြောဆိုနေပတ်သက်လာလို့ရှိရင်လည်းကိုကရိုးရိုးပြောလိုက်ပြီးမှတစ်ဖက်ကလူကနားချလွှဲပြီးတော့ဝေဒနာလေးတွေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေမှာစကားပြောဆိုတဲ့အခါမှာတတိယဆင်ញင်ပြီးရလိုတော့လာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်ကိုကကြိုတင်မလုပ်ရသေးတဲ့ကိစ္စတွေမှာကြိုတင်ပြီးတော့လုပ်မယ်ဆိုပြီးတော့ကြွားဝါတာမျိုးကျင်းဝါတာမျိုးတွေကိုတတိပြုဆင်ញင်ပြီးရလိုရပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနေကြိုက်တဲ့အခါမှာထိခိုက်ချနာမှုတွေဖြစ်ရတဲ့စက်ပစ္စည်းတို့ရင်တို့နဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့မိတ်ဆွေကြာသာမိသားစုများအထင်ငေါအကြံကြာလေးတွေအနေနဲ့ကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပြီးရလိုအပ်ပါတယ်ရွှေဝင်ရင်ဝကြပါမယ်ရွှေဝစ်တာမျိုးလေးတွေစင်တာမျိုးလေးတွေမှာတော့သတိထားပါမမြဲတာမျိုးလေးတွေလူပြောခံရတာမျိုးလေးတွေလူဆွဆွခံရတာမျိုးလေးတွေကြုံရတတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရတယ်ခင်ဗျအနုပညာရှင်ကြာသာမိသားစုမိတ်ဆွေများကတော့သတိပြုဆင်ခြင်ရအတွက်တော့လိုအပ်ပါတယ်ကောလာကာလာတရင်တွေတပုတ်တွေပြောခံရတာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြာသာမိသားစုအနုပညာရှင်များအနေနဲ့သတိထားဆင်ခြင်ပြီးရလိုအပ်ပါတယ်အထူးသဖြင့်ကတော့အလားပါကြီးရနဲ့ပတ်သက်တာမျိုးလေးတွေ operation ဝင်တာမျိုးလေးတွေမလိုအပ်ဖက်မျက်နှာကိုပြုပြင်ခွဲစိတ်တာမျိုးလေးတွေသတိထားဆင်ခြင်ပါအလားကုန်ပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းတာတွေဝယ်တာတွေအိမ်တွင်းပရိဘောဂဖန်စီတွေစီကျင်တာတွေအလားပါတွေ graphic တို့ designer တို့ beauty salon တို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်လေးအယောင်ပါအယောင်အေးသောကာလာလေးတွေကိုကြုံတွေ့ရနိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရသည်စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းများကြောင့်ညီကိုမောင်နှမအများကြောင့်စိတ်အနှောက်အယှက်လေးတွေဖြစ်ရတတ်သောကာလအပိုင်းခြားတွေကိုဖြစ်တတ်တဲ့အတွက်သတိပြုစီရင်ပေးရန်အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်စိတ်ထဲမှာစက်ကနေပေါ်လာတဲ့အရာတွေကိုတတိချာစဉ်းစားပြီးခေါ်ပါအလင်းစလုံးမလုပ်ပါနဲ့ဒုံကနေတိုင်းကနေမလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့အားနည်းချက်တွေဖြစ်ရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ချစ်သူသမီးသားဝေးပွားနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေငကိုကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲရရှိတာမျိုးတွေကြုံရတတ်ပါတယ်သို့တော့အဆက်အသွယ်ပြတ်နေတော့သမီးသားများအနေနဲ့လည်းအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်တယ်လို့အိမ်အောင်သူချင်းဆေးဆက်ချင်းလက်ထပ်ချင်းအစရှိတဲ့ကိစ္စလေးတွေကိုတွေ့တာမျိုးဖြစ်စေလူကြီးမိဘတွေနဲ့တိုင်ပင်တာမျိုးဖြစ်စေဒီကာလဟာအကောင်းဆုံးကာလဖြစ်ပြီးမင်္ဂလာရလဲဆရာမင်္ဂလာရေးလို့ရတယ်ဆိုတဲ့အကြောင်းကြားပြတ်ပြီးတော့ marketing ဆင်းလိုက်ပြီနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့နှလွားပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲနော်ဟိုစွနာလို့ပေါ့ကြီးစားဘဝကိုရက်အိမ်အောင်ရှင်ဘဝကိုကူးပြောင်းလို့အတွက်လည်းအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လို့ချစ်သူကြီးစားမရှိသူတွေဒီကာလဟာယခုစားဘက်ပေါ်တက်တယ်လို့မိမိတို့အနေနဲ့မိမိတို့ချစ်တော်မြန်လို့တော့သူကကိုစွနာလို့ response ပြန်ပြီးတော့ကာလပြန်ပြီးတော့အဖြေရတတ်တော့ကာလဖြစ်တဲ့အတွက်ရဲကြီးအရှိန်နဲ့ပတ်သက်တာရှေ့လို့ဆောင်နဲ့လှုပ်ဆောင်ခြင်းမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုသမီးသားများအနေနဲ့စုပ်ကောစမ်းကောလက်ကောအားလုံးပွင့်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အပွင့်မလို့ကိုလိုအကြောင်းနဲ့ထပ်လောင်းသတိပေးပြလိုက်ကြစေခင်ဗျာကောင်းပြီအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်အောင်ဘက်ကိုအကြောင်းပြုပြီးငွေကြီးတွေလုံးနေနေဝင်လာတာမျိုးတွေအိမ်အောင်ဘက်နဲ့ပတ်သက်လို့အိမ်အောင်ဘက်ရဲ့ယာရုတိုးခြင်းယာရုတက်ခြင်းလေးတွေကောင်းသောအရာလေးတွေကြောင့်ဖြစ်စေခိတခဏခွဲရတာမျိုးလေးတွေသူကယာရုတက်သွားလို့အခြားတနေရာတတိသားကိုကြောင်းရွှေ့လိုက်ရတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်တကယ်လို့မိသားစုကြီးထဲမှာငကူကအစင်ပြေတဲ့အခက်အခဲကြုံလာနိုင်ပြီရားပြပြီးတော့ကြော်ညာလေးတစ်ခုလောက်ဝင်ပြရစီဆရာမန်းလေးကိုရောက်နေပါတယ်ဗီဒီမေးချင်တဲ့မိတ်ဆွေများဗီဒီမေးချင်တဲ့မိတ်ဆွေများအနေနဲ့ဆရာငယ်နားမှာအစာဟိပို့လို့ဆရာ84 24 25လမ်းမှာဆရာရှိပါတယ်ဆရာနဲ့တွေ့နေတယ်ဆိုရင်တော့ဆရာကို939 939 4 6ဝါ Telegram မှာဖြစ်စေအမှဆရာနဲ့တွေ့ကြလို့မန္တလေးရပါဆိုနဘိုဗီဒီမေးမြဲတိုင်းနေရာကနေ79029041ဆိုတဲ့ဝါ Telegram Viber Page Messenger မှာဆက်သွယ်ပြီးတော့ဆရာကိုကြိုတင်စရင်ပေးနိုင်ကြောင်းနဲ့ဆရာနဲ့ AC တွေ့ကြတယ်ဆိုရင်ဆရာပြန်ပြီးတော့ reconnect လုပ်ပေးမယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဒါအပြင်မိတ်ဆွေကြာလာပေးသားသမီးဆက်လက်ပြောပြရစီဆွမ်းနာနည်းနည်းအတန်ဖြတ်သွားတဲ့အတွက်လည်းဆရာနားလည်ပြီပါနော်မိတ်ဆွေကြာလာပေးသားသမီးများဒီလာတာတော့တွေမှာဆိုရင်အိမ်အောင်ရှင်များအနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်လာလို့တုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာတစုံတရာတက်လာပြီဆိုရင်အိမ်နောက်ဘက်ရဲ့ဆွေမျိုးသားချင်းတွေကြောင့်မျက်ဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုပြီးအရှိန်ချင်းများစရာလေးတွေဖြစ်ရတတ်တယ်လို့ငကူကရှုပ်ပွေနေတဲ့ကြာစာပရိသတ်သမီးအိမ်အောင်ရှင်များအဖို့အရှုပ်တွေချင်းရတတ်တယ်ဘူးပေါ်တယ်လို့ပေါ်တတ်တဲ့အတွက်မိမိတို့အိမ်နောက်မမသိအောင်လုပ်ထားတဲ့ကိစ္စလေးတွေမှာတစ်ခါလေးပြီးပြတ်အောင်ဖြည့်ရှင်းထားတာဟာမိတ်ဆွေတို့ရဲ့
ပြဿနာတွေကိုကြိုတင်ကာထားခြင်းဖြစ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဋိဌံပြုလို့တဲ့ဆရာငယ်ကြာစာပိသားသမီးမိတ်ဆွေများအဋိဌံပြုလို့တပတ်ဆိုရင်တော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်နှုံးနဲ့12ရက်တည်းအဋိဌံပြုလိုက်ပါကအခက်အခဲမှန်တယ်များပြည်တယ်သွားစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီကာလတော့ဒီမှာစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမျိုးသတိထားပါစက်ပစ္စည်းရင်နဲ့ခဏခဏပြရတာမျိုးလေးကြုံရတတ်ပါတယ်ရွှေဝင်တာမျိုးလေးတွေအနေနဲ့အားနေပါတယ်ကြိုလုံးမဲ့လုံးမဲ့ကိစ္စတွေကိုကြိုတင်မပြောပါနဲ့အပြတ်သဘောလေးတွေစောင်းတာမျိုးလေးကြုံရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေကိုသတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်အကြီးကားတို့ယာနာမှုတို့အလှပရမှာဆရာလိုရုပ်ချောခြင်းမျိုးပြင်ပေမဲ့ရုပ်ဆိုးလာတာမျိုးလေးဖြစ်ရတဲ့အတွက်အလှပနဲ့ပတ်သက်ပြီးတော့ယာနာတို့အလှကျစ်တို့ခွဲစိတ်တာမျိုးလေးတွေအတတ်နိုင်ဆုံးဥပမာမျက်နှာသစ်စီတော်မှာအတစ်ပြောင်းလုံးလိုက်ခါမှာဝက်ရှန်တွေထွက်လာတာမျိုးဒီလိုမျိုးတွေဖြစ်တဲ့အတွက်အကြီးကားယာနာမှုတွေအလှပရတဲ့ပတ်သက်သတိပြုဆင်ခြင်ရန်အတွက်လိုအပ်တော့ကာလဖြစ်ပါတယ် passport လုပ်ငန်းဗီဇာလုပ်ငန်းရဝေးခီးသွားနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်ကလှုပ်ဆောင်မှာကံတရားရဲ့အထက်ကိုရရှိတတ်တယ်လှုပ်ဆောင်တဲ့နေရာမှာလေကိုယ်တိုင်ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခါမှာကျင်းတွေအောင်မြင်ခြင်းတွေရရှိတတ်တယ်လို့မေတ္တာများများပို့ပါရောက်ရှိတဲ့နေရာမှာရှိတဲ့မြို့တော်ရှင်တွေတော်ရှင်နဲ့ကိုမေတ္တာများများပို့ပါသို့မဟုတ်လို့ရှိရင်လည်းမေတော်တို့သူရတတိတို့လက်စမီတို့စန်နီမေတော်တို့အစရှိတဲ့ပုဂ္ဂိုလ်တွေမတော်များများနဲ့တို့ဆောင်းမလာတို့အစရှိတဲ့ပုဂ္ဂိုလ်တွေနာမှာတမန်ခုလေးတစ်ခုကိုလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါလူရကိစ္စအကျဉ်းတွေပြေဝသွားမှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဇာတာပိသားမျိုးမိတ်ဆွေဒီလတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာများအနေနဲ့ဆိုရင်တော့တနင်္လာသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအကျိုးပေးသလိုစနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမှုတိုးတက်ပြီးကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုကံကောင်းစီသလိုအကျိုးပေးသောအရာဟာအရှိစုစုရဖြစ်ပြီးတော့စမ်းတီရာအရာကတော့အရှိမြောက်တောင်အရာဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစီတော့ဆန္ဒလိုရက်နေဆိုလို့ချင်းဘာလို့ဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့အကျိုးပေးကံကောင်းစီတဲ့အရာလေးတွေအကျိုးပေးကံကောင်းစီတဲ့နေ့ကလေးတွေလုံခြုံမှုအေးချမ်းမှုနဲ့ခီးသွွားမှုတွေကိုလုပ်တဲ့အခါမှာဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေကိုဖြေရှင်းတဲ့အခါမှာလေမိသားစုတွေမျက်နှာချင်းဆိုင်ပြီးတော့လောက်တာမျိုးကြာစာပေးသားသမီးတွေအကူအညီကိုရယူပြီးတော့ကိုကြီးဆောင်ရရင်ပြဿနာမှန်တယ်များကိုအဖြေပေါ်ကောင်းမွန်အားသာသွားမှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့အနီရောင်တို့အပြာရောင်တို့စင်စွယ်ရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးအားသာစီပါတယ်တတိယဆင်ခြင်ပေးရမယ့်အရာကတော့အသားရောင်တို့ရွှေရောင်တို့တတိယဆင်ခြင်ပြီးတော့ဝတ်ဆင်ပေးတာတတိပြုဆင်ခြင်ပေးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကြည်စားတန်ခါရံများဤဆိုတဲ့တိုင်းကြာစာပိသားသမီးမိတ်ဆွေတွေဒီကာလမှာစတာနောက်ကလေးတွေအမျိုးသမီးကိစ္စလေးဘာညာကိစ္စလေးတွေမှာတတိယဆင်ခြင်ပြီးတော့ပြောဆိုပါလို့ထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာဘာလို့ဖြစ်ဖြစ်တော့ကြံပြန်ပြီးတော့တလတာကိုရှုံလိုက်ရရင်ဘာလို့ဖြစ်ဖြစ်တော့ဘာလို့ဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တယ်ဆိုတော့ညာလေဘာလို့ဖြစ်ဖြစ်ကြိုတင်ဖွင့်မပြောပါနဲ့ဒါပေမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုတိကျနေကြသွားနိုင်ကြတော့မရှိဘူးဒါပေမဲ့ဒီလဟာစိတ်တက်အတက်အကျအရန်လွယ်တော့ကာလစိတ်တက်အမြင့်အနှိပ်အတက်အကျအရန်မြန်တော့ကာလဖြစ်တဲ့အတွက်အခုထားလို့ချင်းလိုက်ခဏလေးထားလို့ချင်းလိုက်ဆိုတဲ့တန်ဖိုးဖြစ်တတ်တဲ့အတွက်ဘာသာတရားတစ်ခုခုရဲ့အဆုံးအမကိုခံယူတာဟာပုံမှုကောင်းမှုလေဆိုတဲ့အကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျအရေးကြီးသောကိစ္စတွေကိုပြုလုပ်ဆောင်ရတဲ့အခါကျွန်းနက်ကလေးတွေစောင့်ပြီးတော့သွားတာမျိုးကျွန်းနက်ဆရာရောင်းတဲ့ကျွန်းနက်တန်လျာကလေးတွေဖြစ်စီသို့မဟုတ်လို့ရှိရင်လည်းကျွန်းနက်တန်လျာဆိုလို့ဆက်ချင်မှာကျွန်းနက်တန်လျာဝယ်လို့ရပါပြီအဆောင်လက်ဖွက်ကျိုးပါပါတယ်တစ်ခုကို4000ကျပ်ပါဆရာငယ်ပြေးမှာပဲဝယ်လို့ရတယ်သို့တော့ဆရာကျိုးလာပြီးမှပြောအောင်နော်မိတ်ဆွေတို့အနေနဲ့အဆောင်လေးနဲ့ပြုလုပ်ရှင်တပါဆိုရင်ကျွန်းနက်ဖျားဆရာတို့ဖျားနဲ့ပတ်သက်တာတွေမရအောင်ပါဘူးခင်ဗျာနော်ဆရာမကလည်းစင်းနေလို့ဖြစ်နေနော်ကျွန်းနက်တန်လျာတို့ကျွန်းနက်နဂါးရုပ်တို့ကျွန်းနက်နဲ့ပတ်သက်ပြီးတော့ငွေကြီးကံကောင်းအောင်ဆောင်ထားပါတကယ်ကိုကောင်းမွန်ပြီးတော့တိတ်ထိပေါက်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရတယ်ခင်ဗျာနော်တတိယဆင်နေရမှာတော့မြောက်စုစုရက်ကိုခီးထွက်တာမျိုးလေးကိုတတိယဆင်နေပြီးပါဘာလို့လို့ဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံဝအနေနဲ့ဒီအားနည်းစီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရတယ်မိမိတို့ရဲ့လိုရာမှုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြာဆန္ဒလိုပေါ့ကျွန်းနက်ကလေးမရှိတဲ့အခါမိတ်ဆွေတို့နဲ့မိမိအိမ်ရဲ့မြတ်စွာဘုရားမှာအမွေးနန္တာလေးဆွပြပြီးတော့လိုရာမှုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်တော့ကာလဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်ထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်စီရလို့ငါနှစ်စီပန်း3မွင့်လေးကိုနှစ်စီပန်း3မွင့်အဖြူရောင်နှစ်စီပန်း3မွင့်လေးကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရိုက်ကုတ်ထိပြီးတော့ရောင်းထွက်ပါစီလို့ဆူတောင်းရင်အယောင်ဝယ်ကောင်းပြီးအယောင်ထွက်သွားစီမှာအသေးချာပဲဖြစ်တယ်ဒီတလားတာလုံးအဆက်ဆက်ရအစင်ပြေအောင်မြင်တိုးတက်စီရန်ငွေကြီးကအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့နီးဆိုင်ရညောင်မြင်ကြီးတပင်မှာဖြစ်စေသို့မဟုတ်ကိုပင်အပင်ကြီးတပင်မှာဖြစ်စေရုပ်ပစုံနာမည်ကြီးကို900 200လှူပြီးတော့900 200လှူပြီးတော့မိမိတို့ရဲ့လိုရာကိစ္စအောင်မြင်မှုအတွက်နေ့စဉ်မပြအဘရုပ်ပစုံနာမည်ကြီးကိုဘာညာခုကလိုအပ်တာလေးစူတောင်းအောင်မပြင်းမရှင်းစူတောင်းကျင်းသေးပါပြေဝလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိတ်ဆွေတို့အားလုံးအဆဆရအစင်ပြေအောင်မြင်တိုးတက်လို့ကြာစာပေးသားမိတ်ဆွေအားလုံးဒီ2025ဆယ်လပိုင်းဟာကြာစာပေးသားမိတ်ဆွေတို့အတွက်ဘာလို့ဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းဒီကံကောင်းခြင်းကိုဥတည်ပြီးလက်ခမောင်းခတ်နိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ဒါဆိုမိသားစုမိတ်ဆွေအားလုံးယရနာစိတ်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုကောင်းတက်မှုဆောင်လို့တက်နေတယ်ကိုလောက်ပြီးပြုတ်ခဲ့သူစီးစိမ်ဥစ္စာများတိုးပွားကြပါစေလို့ဆရာကဆုတောင်းထွက်ပနာပြုရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျာ